ပြောပြရအောင်မသိလားယောက်ျားမရှိရောယောက်ျားတင်းတောက်လာအောင်မသိလားယောက်ျားအလုပ်သွားနေအောင်လေဘာလဲဆိုကိုကယောဂဆော့တယ်ကသိလားဘောနော်အရင်တော့စကုံမှာတော့ဟိုပါပေါ့အတင်းထဲမှာသွားဆော့တာပေါ့နော်အခုဒီမှာကျတော့ရှိရင်လည်းရှိမှာပေါ့နော်မသိဘူးဒါပေမဲ့အဲ့နဲ့ဟိုကလေ့ကျင့်ခန်းလုပ်မဲပေါ့မလုပ်တာလဲဒါလို့ရှိရင်သူကညောင်းညကြိုက်ခဲပြီးတော့အဲ့လိုမျိုးဆိုရောက်က online နေဆော့ပေါ့နော်ဒီချိန်တင်းစီမှာဆော့တော့ဘာဖြစ်လဲဆိုတော့ခါကျတော့သူအချိန်တော့မတူဘူးပေါ့နော်မနေ့ချိန်နေရှိရယ်ကိုနဲ့ကြိုက်တဲ့အချိန်ပေါ့မနေ့ချိန်နေရှိရယ်ညချိန်နေရှိရယ်အဲ့လိုမျိုးပေါ့ဆိုတော့ကိုကြိုက်တဲ့ကိုအစင်ပြေးချိန်လေးဆော့တာပေါ့နော်ဆော့ကိုဟိုတယ်မလားယောဂဖြာလေးနဲ့လိုမျိုးလေးပေါ့ဆော့တော့ဆိုလို့ရှိရင်လေတယ်မလားဒီချိန်ကလေရှူသွင်းရှူထုတ်လုပ်မယ်ပေါ့နော်ရှူသွင်းမယ်တယ်မလားရှူထုတ်မယ်ဘာညာတကွာတော့တယ်မလားရှူသွင်းရှူထုတ်ဘေးနာနေလေသေးလားဟဲကြည့်လိုက်တယ်သေးလားအေးပေါ့နော်သူလဲရှူသွင်းရှူထုတ်လုပ်နေရှာတာပဲပေါ့အေးပါလို့ဆိုပြခါကြတော့ကိုမလေးအဲ့လိုဆရာမရှူသွင်းရှူထုတ်သူကလည်းရှူသွင်းရှူထုတ်လုပ်ရှာပါတယ်ဟိုလိုက်ပြီးတော့ဆော့ရှာတယ်တည်ရမလားဟိုအေးရာကြီးမလေးအေးပြဲခါရှာလေးသေးလားအဲ့လိုဘာမှမဟုတ်ဒီလိုပဲဟိုယောက်ျားမရှိအောင်လေးဟိုလူစုံလုံးလေးပေါ့နော်တည်ရမလားယောက်ျားတင်းလာတုတ်တာနော်ဘာမှမဟုတ်နော်တဒါ